မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမှာကငွေကြီးနဲ့စိတ်ပညာအကြောင်းလေးပေါ့ ဟုတ်ကဲ့ Morgan House ရဲ့နာမည်ကြီးစာအုပ်လေး The Psychology of Money အဲ့ဒီထဲကအဓိကအချက်တချို့ကိုပြောကြမယ် ဟုတ်တယ်ဆိုတော့ပိုက်ဆံကိစ္စဆိုတာအများစုထင်သလိုကဏ္ဍဒီ spreadsheet တွေချပဲမဟုတ်ဘူးเนาะ တကယ်တမ်းကလူတွေရဲ့အပြုမူစိတ်ခံစားချက်တွေနဲ့ပို့ပြီးတော့ဆိုင်နေတာ အဲ့ဒီမှာပထမဆုံးကျွန်တော်တို့သတိထားမိတဲ့အချက်ကလေငွေကြီးအောင်မြင်မှုဆိုတာကိုဘယ်လောက်တိလဲဆိုတာထက်ကိုဘယ်လောက်ကျူးမှုတယ်လဲဆိုတဲ့ပုံမှုတည်နေတယ်ဆိုတာပဲ ဟာတော်တော်အရေးကြီးတဲ့ချက်နော် House ကဥမာတစ်ခုပေးထားတယ် Ronald Reed ဆိုတဲ့တာမန်အင်းဆောက်တယောက်သူကဘာဘွဲ့ကြီးဂရီမှမရှိဘူးဒါမှသူ့ရဲ့အပြုမူတွေဆိုတော့စုတာစောင်းတာစိတ်ရှည်တာရေရှင်မြုံနန္တာ ဟုတ်တယ် အဲ့ဒါတွေကြောင့်သူဆုံးတဲ့ချိန်မှာဒေါ်လာတန်းနဲ့ချီချန်နေတယ်ပညာနဲ့ပညာရှင်ကြီးတော်တော်များများထက်တောင်ပိုများတယ် အနော်စရာပဲဆိုလိုတာကဦးနောက်ဘလောက်ကောင်းလဲဆိုတာတဲ့ကိုယ်စိတ်ကိုဘလောက်ထိန်းနိုင်လဲကပိုရည်ကြီးသွားတာပေါ့ အတီးကြပဲသူ့ကိုရှင်ဖြတ်ထားတာလေဟိုပညာဓာတ်နီးပညာအမှုဆောင်တဲ့ရောက် ဟုတ်ကဲ့ ပိတ်ဆန်တွေရွှေတွေငါးပြားတွေပြက်နေတဲ့ပြစ်တာတော့မိအိမ်လေးတစ်လုံးကိုဒေါ်လာ9000ပေးဝယ်တာတော့ ဟုတ် အသိပညာရှိပေမဲ့အပြုမူမှာထိန်းချုပ်မှုမရှိတဲ့အခါဖြစ်သွားလာပေါ့ဒါကြောင့်ငွေကြေးကိစ္စကရူပပေးတာလို့ဥပဒေတေချာတာမျိုးမဟုတ်ဘူးလူစိတ်ပညာလို့ရှုပ်ထွေးတယ်တိတ်မွေ့တယ် ဟုတ်တယ်အဲ့ဒီလူစိတ်ရဲ့ရှုံထွေးမှုကနောက်တစ်ချက်ကိုရောက်သွားစေပြန်တော့ house of ပြောတာဘလူးမှမယူတဲ့ no one is crazy ဆိုလိုချင်တာကလူတယောက်ရဲ့ငွေကြေးဆုံးဖြတ်ချက်ကလေအပြင်ကကြည့်ရင်နားမလည်နိုင်စရာဖြစ်နေအောင်တော့အဲ့ဒီလူရဲ့ကိုယ်ပိုင်အတွေ့အကြုံသူ့ရဲ့ကဘာအမြင်အဆိုရင်အဓိပ္ပာယ်ရှိနေတတ်တယ်ပေါ့ မမရဲ့ဥပမာစီးရဲခဲတဲ့လူတယောက်ကပိတ်ဆန်ကိုမြင်တဲ့အမြင်နဲ့ချမ်းသာတဲ့မိသားစုမှာကြီးလာတဲ့သူမြင်တဲ့အမြင်သူမှမဟုတ်ဘူးလေ ဟုတ်တာပေါ့ငွေကြေးဖောင်းပွားမှုအရင်ကျန်းတာကိုဂျုံဖူးတဲ့သူဆိုရင်ငွေဓာတ်ကင်ထားမှကြောက်နေနိုင်တယ် ဟုတ်တယ်စောက်ထက်မှာပြောထားတာတစ်ခုကဝင်ငွေနေလဲသူတွေထီထိုးကြတာစည်ရင်စရာအရာတော့ဒါကမဖြစ်သင့်ဘူးပိတ်ဆန်လည်းကွာဖြစ်ကြပေါ့ဒါပေမဲ့သူတို့ရှူထောင်းကကြည့်ရင်လေသူတို့ဘလို့မှမရနိုင်တဲ့ချမ်းသာမှုကိုခဏလောက်အိမ်မက်မက်ခွင်မျိုးလင်းချင်းဝေလိုက်တာမျိုးဖြစ်နိုင်တယ် ဆိုတော့ကို့အတွေ့အကြုံနဲ့သူများရဲ့ဆုံးဖြတ်ချက်ကိုအလွယ်တကူသွားပြီးတော့တိုင်းထားလို့မရဘူးဆိုတဲ့သဘောပေါ့ ဟုတ်တာတဲ့လူတိုင်းကကိုကြုံဖူးတဲ့လောကတေးသေးလေးရနေပဲအရာရာကိုမြင်ကြတာကို အဲ့ဒီလိုကို့အတွေ့အကြုံနဲ့ဆုံးဖြတ်ချက်တွေမျိုးမျိုးကွဲပြားနေတဲ့လောကမှာရေရှည်ရက်တည်နိုင်ဖို့ကအရေးကြီးလာပြီဒါကနောက်တစ်ချက်ချမ်းသာအောင်လုပ်နိုင်တာနဲ့ချမ်းသာနေအောင်ထိန်းနိုင်တာမတူဘူးဆိုတဲ့အချက်ကိုရောက်သွားတယ် ဟုတ်ပါဒါကအရင်အရေးကြီးတယ်ချမ်းသာအောင်လုပ်နိုင်တာတပိုင်းအဲ့ဒီချမ်းသာတာကိုစက်ထင်းထားနိုင်တာကလုံးဝတပိုင်းပဲ ဥမာတွေရှိတယ်မလားဂျက်စီလီဗာမိုးလိုမျိုး သူကအယောင်းဝယ်လောက်တာအရန်တောက်ခဲတယ်ဒါပေမဲ့စိတ်မထိန်နိုင်ဘူးစွန့်စားလုံးတယ်နောက်ဆုံးအကုန်ပြောင်းရောကိုကိုရောင်အဆုံးစီရင်သွားရတယ် ထုံကွယ်နဲ့စက်ကို stock စေကွယ်ပြလဲတော့တာ Abraham Jeminsky ဆိုတာလည်းဒီလိုပဲနော် ဟုတ်တယ်သူတို့ကချမ်းသာအောင်တော့လုပ်နိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒါကိုထိန်းဖို့survival skill လို့ခေါ်မလားအဲ့ဒါလိုခဲ့တာ ဒါကို Warren Buffett တို့ Charlie Munger တို့နဲ့ရင်းပြထားတာသဘောကျတယ်သူတို့ကနှစ်တည်းအကြာကြီးအောင်မြင်နေတာအမြတ်ကြီးကြီးရအောင်လုပ်နိုင်ုံတင်မကောက်ဘူး ဟုတ်တယ်အတက်အကျတွေအခက်ခဲတွေကြားထဲမှာရှင်တန်ကြံရအောင်နေနိုင်ခဲ့လို့အဲ့ဒီ survivor ကအဓိကပဲ ဘာလို့လဲဆိုတော့ဝါလီပေါင်းရင်တိုးပွားမှု compounding အစွမ်းကိုမြင်ရဖို့အချိန်လိုတာကို အတိအကျပဲဈေးကွက်ထဲကနေအစိုးရထွက်သွားရရင်ပြန်ဝင်ပြန်ထွက်လုပ်နေရရင်အဲ့ဒီ compounding magic ကအလုပ်မလုပ်တော့ဘူးအချိန်အကြာကြီးရှင်တန်တွေမှာသူ့အကျိုးကိုအပြည့်အဝခံစားရမှာ ဒါကြောင့်ရည်ရှိမှတကယ်ရည်ကြီးတာက staying wealthy ပေါ့ချမ်းသာနေအောင်ထိန်းထားနိုင်ဖို့ ဟုတ်ပါတယ်ပိုလဲခက်ခဲနိုင်တယ် ကောင်းပြီဒါဆိုအဲ့ဒီလိုထိန်းထားတဲ့ဒီစောက်ထားတဲ့ကြွယ်ဝမှုဆိုတာကိုပါလဲစောင်းရဲ့နောက်ချက်ကကြွယ်ဝမှုဆိုတာမမြင်ရတဲ့အရာတဲ့ဒါလေးကိုနည်းနည်းပြောကြည့်အောင် Hauser က rich နဲ့ wealth ကိုခွဲပြထားတယ် rich ဆိုတာကလက်ရှိဝင်ငွေကောင်းတာအသုံးဖြုံးကြီးတာ ဥပမာကားအကောင်းစားစီးတာအိမ်ကြီးကြီးနဲ့နေတာမျိုးမြင်ထားတယ်ပေါ့ ဟုတ်တယ်လူတွေအားကြလွယ်တယ်ဒါပေမဲ့ wealth ဆိုတာကကြတော့အဲ့လိုမဟုတ်ဘူးအဲ့ဒါကမထုံးသေးတဲ့ပိုက်ဆံတွေစုချတာတွေရင်းနှီးမှုနဲ့ထားတာတွေ ဆိုတော့အပြင်းပန်းကြည့်ုံနဲ့မတိနိုင်ဘူးပေါ့ မတိနိုင်ဘူးခုနကပြောတဲ့ Ronald Reed လေသူတက်ရှင်တော့ကဘယ်လိုမှသူ့ကိုချမ်းသာတယ်လို့ထင်မှာမဟုတ်ဘူးသူ wealth တွေကစာရင်းထဲမှာပဲရှိနေတာအဲ့ဒီမမြင်ရတဲ့ wealth ကောင်မှာတကယ်လုံခြုံမှုရွေးချယ်ခွင့်လွတ်လပ်မှုတွေကိုပေးတာ
ဒါဆိုရင်ပြဿနာကလူတွေကမြင်သာတဲ့ rich ဖြစ်မှုရဲ့အပြင်ပန်းတွေကိုအားချနေရင်နဲ့တကယ်လိုအပ်တဲ့လွတ်လပ်မှုကိုပြီးမြဲမမြင်ရတဲ့ wealth ကိုတိစော့ထိုလို့တဲ့စုဆောင်မှုချုပ်တင်းမှုကိုကြတော့တစ်အာယုံမဆိုင်မီဖြစ်သွားတတ်တယ်ဆိုတဲ့သဘောလား အဲ့လိုပြောနိုင်ပါတယ်ရှင်တကယ့်ကျွယ်ဝမှုဆိုတာဝင်ငွေဘလောက်များလဲဆိုတာထက်အဲ့ဒီဝင်ငွေတွေကဘလောက်မတောင်းပဲကြံအောင်ထားနိုင်တယ်လေ savings rate ပေါ့အဲ့ဒါနဲ့ပို့ဆိုင်တယ် အဲ့လိုစုနိုင်ဖို့ကြတော့ ਨੇ ကိုယ့်အတ္တကိုယ့် ego ကိုနည်းနည်းချိုးနေရမှာပေါ့နော်ဝင်ငွေနဲ့အတုံးကြမှာခြားနာချက်တစ်ခုဖန်တီးနိုင်မှာဖြစ်မှာ ဟုတ်ပါတယ်အဲ့ဒီကနေရလာတဲ့အကောင်းဆုံးအချိုးကျေးဇူးကတော့ကိုယ့်အချိန်ကိုကိုယ်ပိုင်နိုင်တဲ့လွတ်လပ်မှုပဲ freedom ပေါ့ ကဲဒီနေ့ပြောခဲ့တာတွေကိုပြန်ချုပ်ရင်တော့ငွေကြေးစီမံခန့်ခွဲမှုဆိုတာကဏ္ဍတွက်တာထက်ကိုယ်စိတ်ကိုကိုယ်နိုင်ဖို့ကိုယ်အပြုအမူကိုနားလည်ဖို့ကပိုရည်ကြီးတယ် ဟုတ်တယ်ပြီးတော့ကိုယ့်အတွေ့အကြုံတွေကကိုယ်ဆုံးဖြတ်ချက်ကိုဘလို့လွမ်းမွနေလဲသိဖို့ရေရှည်ရှင်သန်လိုက်ဖို့စ조사ဖို့နောက်ပြီးတော့မမြင်နိုင်ပေမဲ့တကယ်တန်ဖိုးရှိတဲ့ကြွယ်ဝမှုကိုတိဆောက်ဖို့ပေါ့ အထူးအချက်ဒီပါပဲ နောက်ဆုံးအနေနဲ့နားထောင်သူတွေကိုစဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းနဲ့ကိုယ့်အတွက်တော်လောက်ပြီး enough ဆိုတဲ့အမှတ်ကတကယ်ပဲနားမှာရှိနေလေ စိတ်ဝင်စားစရာမိခုံးပဲ ပြီးတော့ကိုယ့်အချိန်ကိုကိုယ့်စိတ်ကြိတ်တုံးဆွဲနိုင်တဲ့လွတ်လပ်မှုကတော့ကိုယ့်အတွက်ဘယ်လောက်တန်ဖိုးရှိတယ်လဲဆိုတာလေးပြန်တွေးကြည့်ဖို့ဟုတ်လေ